ဆရာတို့အားလုံးမင်္ဂလာပါခင်ဗျအဲ့တော့ကျွန်တော်ဒီရက်ပိုင်းကတော့လူနည်းနည်းလေးများနေတော့လေဆရာမတွေနဲ့တင်တန်းမှာမဆုံးဖြစ်တော့ဒီလိုဗီဒီယိုဖိုင်လေးတွေနဲ့ဟိုနော်ဆရာမတွေနဲ့မတွေ့ဖြစ်တော့ဒီလိုဗီဒီယိုဖိုင်လေးတွေနဲ့ကျွန်တော်တို့ဟိုဟာပေါ့ဟိုလေ့လာတင်ပို့ကြိုးစားတဲ့သဘောပါအဲ့တော့ကျွန်တော်တို့ကပြီးခဲ့တဲ့တောက်လျှောက်မှာကျွန်တော်တို့အပတ်ဒီမှာ logical framework ပေါ့နော် project design နဲ့ plan အကြောင်းကိုကျွန်တော်တို့ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်တို့ကဒီ implementation stage ကိုကျွန်တော်ရောက်နေပြီဖြစ်ပါတယ် implementation stage မှာ activity တွေကျွန်တော်တို့ကဒီ project တွေကိုအကောင့်တွေပေါ်ဖို့ဆောင်ရွက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က activity plan ကောင်းကောင်းကျွန်တော်တို့ရှိပါတယ်ရှိရဖို့လိုပါတယ်ဒါကြောင့်မို့လို့ဒီ activity planning ကိုကျွန်တော်တို့ဘယ်လိုဆွဲကြမလဲဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးဆရာသမားတို့နဲ့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ activity planning ဟာကျွန်တော်တို့က implementation stage မှာအင်မတန်မှအရေးပါပါတယ်သူ့ကိုမရှိရင်ကျွန်တော်တို့က activity plan ကိုမရှိရင်ကျွန်တော်တို့ဒီလုပ်တွေကိုဘယ်ကစလုပ်လို့ဘယ်လိုလုပ်ရမှန်းမသိဘူးကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ activity plan ဟာဘယ်ကနေကျွန်တော်တို့လာတယ်လဲပေါ့နော် activity plan ဟာဆိုရင်ကျွန်တော်တို့ကဒီ law frame ရဲ့နောက်ဆုံးကျွန်တော်တို့ဒီ activity ဆိုတဲ့အကွက်မှာပါတဲ့ဒီ activity ကိုကျွန်တော်တို့စပြီးတော့တေချာဘယ်လိုလုပ်မယ်ဆိုတာကိုတေချာအကောင့်တွေဟိုပါပေါ့နော်တေချာရေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကသူ့ကိုဘယ်လိုပြောလဲဆိုလို့ရှိရင် activity planning ဆိုတာဒီ identifying ပေါ့နော်အဲ့တော့ဘာတွေလုပ်မယ်ဆိုတာကိုကျွန်တော်တို့ပေါ်ထုတ်မယ်ပြီးလို့ရှိရင် define ပေါ့နော်ဒီပေါ်ထုတ်ထားတဲ့ activity ဟာဘာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဟိုပါပေါ့သတ်မှတ်တာတွေလုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က sequencing ဆိုတာကတော့ဘယ်ဟာပြီးရင်ဘာလုပ်မယ်ဆိုတာမျိုးပေါ့နော်ပြီးရင် estimating ပေါ့နော် estimating ဆိုတာကတော့ဘယ် activity ကိုဘယ်အချိန်မှာလုပ်မယ်ဆိုတာမျိုးကိုကျွန်တော်တို့မှန်းဆတဲ့ဟာတွေဘယ်လောက်ကြာမှာလဲဘယ်အချိန်မှာလုပ်မှာလဲဆိုတာဒီကျွန်တော်တို့မှန်းဆရပါမယ်ပြီးရင်တော့အဲ့ ADB တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့အတွက် resource တွေကိုကျွန်တော်တို့ assign လုပ်ပေါ့နော်တာဝန်ပေးမဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေဟာကျွန်တော်တို့က activity တစ်ခုချင်းတစ်ခုချင်းစီမှာကျွန်တော်တို့ကလုပ်သွားဖို့လိုတယ်အဲ့တော့ activity ကျွန်တော်တို့က project ရဲ့ definition ကိုကြည့်မယ်ဆိုရင် project ဆိုတာဒီ access of the activity လို့ကျွန်တော်တို့ကပြောခဲ့ကြတဲ့အတိုင်းပဲဒီ activity တွေအားလုံးကိုပြီးမြောက်အောင်မြင်အောင်လုပ်နိုင်တယ်ဆိုရင်ဒါ project ကိုကျွန်တော်တို့ကအောင်မြင်ရင်ဟာပေါ့နော်ဆောင်ရွက်သွားနိုင်မယ်ဆိုတာမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ activity planning နဲ့ကျွန်တော်တို့စမှာဖြစ်ပါတယ်အဲ့တော့တေချာလုပ်ဖို့လည်းလိုတာဖြစ်ပါတယ်အဲ့တော့ activity planning မှာကကြလို့ရှိရင် activity plan ရေးတာပဲပေါ့နော်ဘာခက်တယ်လဲပေါ့နော်ဆိုတော့ထင်တော့အဲ့လောက်ထိတော့ဟိုမလုပ်ပါဘူးကျွန်တော်တို့ခြားခြားတော့ရေးဖို့တေချာချာစီစဉ်ဖို့ကျွန်တော်တို့လိုတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ activity planning ကိုကျွန်တော်တို့ဟာဘာကြောင့်ရွေးဆွဲကြတယ်လဲပေါ့နော်နံပါတ်1ကတော့ roadmap ဆိုတော့ကျွန်တော်တို့က roadmap ဆိုတာကတော့ကျွန်တော်တို့ကဘယ်ကနေဘယ်ကိုသွားမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဘာပြီးရင်ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကအသေးစိတ်ကျွန်တော်တို့ကရေးဆွဲထားဖို့လိုတဲ့ကျွန်တော်တို့ project မှာပါတဲ့ team member တွေကကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတဲ့ဟာနဲ့ဘာတွေလုပ်ဖို့ဟိုလိုအပ်ဟာပေါ့နော်ဒါတွေဒီလိုလုပ်တွေပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်ဖို့တဲ့ဘယ်လိုလိုအပ်ချက်တွေရှိမယ်ဆိုတဲ့ဟာမျိုးပေါ့ဒါတွေအတွက်ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပို့သွားမဲ့လမ်းကြောင်းကိုရေးဆွဲပြီးကျွန်တော်တို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဆွမ်းနာပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကဟိုမှန်းဆတဲ့ဟာမျိုးတွေပေါ့နော်ကျူတင်ပြီးတော့ကျွန်တော်တို့မှန်းတယ်အဲ့တော့ဘယ်လောက်ကြာမှလဲကုန်ကျစရိတ်ဘယ်လောက်ကုန်မှလဲပေါ့နော်ကျွန်တော်လူငင်ကငွေကအရင်းနှီးအင်အားပေါ့နော်စသဖြင့်ပေါ့အဲ့ဒါတွေဟာကျွန်တော်တို့ကအဒီတစ်ခုချင်းမှာဘယ်လောက်ကုန်မှလဲဆိုတာကိုလည်းကျွန်တော်တို့ကမှန်းဆရတယ်ပေါ့နော်နောက်ပိုင်းမှာနောက်ရက်မှာပြောမယ် budgeting မှာလည်းဒီအကြောင်းကိုကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ပြီးရင်တော့ scheduling ပေါ့နော်ဆိုတော့ဒီကလည်း scheduling လို့တန်ထွက်တယ်ပေါ့နော်ဒါတော့တရားတော်လည်းမတူကြဘူးပေါ့နော်အဲ့တော့ဒီ project ရဲ့ဒီ schedule ကိုကျွန်တော်တို့ကကျွန်တော်တို့ဖန်တီးဖို့လိုတယ်project schedule ကိုရေးရတဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်သင်ခန်းစာမှာတော့ကျွန်တော်ဒီဘယ်လိုရေးရဘယ်လိုဆွဲတယ်ဆိုတာမျိုးပေါ့နော်ဒီအဲ့ဒီဟာကို software တွေကျွန်တော်သုံးပြပါမယ်ပေါ့နော်အဲ့တော့သူကတော့schedule ရေးရဆိုတော့ရှင်းပါတယ်ကျွန်တော်တို့ကဘယ်ချိန်မှာဘယ်လုတ်ကပြီးမယ်အဲ့လုတ်တွေရဲ့ဆက်နွယ်မှုကိုကျွန်တော်တို့ကဘယ်လိုချိတ်ဆက်မယ်အထူးသဖြင့်အဲ့ဒီမှာပါတဲ့ဒီ milestone လို့ခေါ်တဲ့ဘယ်ချိန်မှာပြီးမြောက်အောင်ဆိုတဲ့ဟာတချို့ကလည်း deliverable လို့ခေါ်တာပေါ့နော်လုပ်ငန်းပြီးမြောက်သွားမယ်ဟာကာလတွေကိုကျွန်တော်တို့ဖော်ပြတယ်ပြီးရင်အဲ့မှာဘယ်ချိန်မှာပြီးအောင်လုပ်ရမယ်ဆိုတဲ့ deadline တွေကိုလည်းအဲ့ schedule မှာကျွန်တော်တို့ကရေးဆွဲရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ resource allocation ပေါ့နော်အဲ့တော့ကျွန်တော်တို့က activity လုပ်တိုင်းလုပ်တိုင်းမှာကျွန်တော်တို့ resource လိုတာဖြစ်တယ်အဲ့ဒီ resource တွေကကျွန်တော်တို့အများအားပြောသလိုလူငွေနော်နောက်ပြီးစသဖြင့်ပေါ့အချိန်ပေါ့နော်နောက်ပြီး time ပြောင်းတော့ memory material ပေါ့ဒီလိုမျိုးလိုအပ်ချက်တွေကိုဘယ်လိုမျိုးကျွန်တော်တို့ကနေရာ
တွေကချမလဲပေါ့နော်အဲ့ဒီဟာတွေကလည်းကျွန်တော်တို့ကဒီ activity planning ကိုရေးရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်ပေါ့နော်နောက်ဆုံးကတော့ dependency management ပေါ့နော်အဲ့တော့ဒါတွေကကျန်တဲ့ဟာတွေကဆိုတော့ကျွန်တော်တို့မြင်နေနိုင်မယ် dependency management ကကျွန်တော်တို့ကဒီ activity planning မှာအရင်ကြီးကြီးတယ်ပေါ့နော်ကျွန်တော်တို့ကပြောလို့ပြောထားမရှိဘူးအထူးသဖြင့်ကျွန်တော်တို့ NGO project တွေမှာတော့ဒီအကြောင်းကိုကျွန်တော်တို့ပြောလို့ပြောထားမရှိသလောက်နည်းတယ်ပေါ့နော်အဲ့တော့ test dependency ကအရင်ကျွန်တော်တို့ကစဉ်းစားမဲ့အထဲမှာပါတာပေါ့နော်တနည်းအားဖြင့်တော့ကျွန်တော်တို့ကအလုပ်တွေကတစ်ခုနဲ့တစ်ခုနဲ့အခြေအဆက်ပေါ့နော်ဟာပေါ့ချိတ်ဆက်နွယ်မှုကိုကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်ပေါ့။ဘာကြောင့်လဲဆိုတော့တချို့အလုပ်တွေကသူမစရင်တခြားအလုပ်ကလည်းလုပ်လို့မရဘူးပေါ့နော်။အဲ့ဒါမျိုးလုပ်ငန်းမျိုးတွေရှိတယ်။တချို့လုပ်တွေကတော့တစ်ပြိုင်နက်တည်းလုပ်ရမယ့်လုပ်ငန်းမျိုးတွေရှိတယ်။တချို့လုပ်တွေကတစ်ချိန်တည်းမှာတစ်ပြိုင်တည်းပြီးရမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်။အဲ့ဒီဟာတွေကိုကျွန်တော်ကြိုတင်ပြီးတော့တွက်ချက်ထားဖို့လိုတယ်ပေါ့နော်။အဲ့တော့တစ်ခုပြီးမှတစ်ခုစရတဲ့ဒီဟာပေါ့နော် cascading ခေါ်တာပေါ့လုပ်ရတဲ့လုပ်ငန်းမျိုးတွေကြတော့အဲ့ဒီမှာတစ်ခုကမစနိုင်ဘူးကျွန်တော်တို့က project တစ်ခုလုံးကပုံရွေ့သွားတာပေါ့နော်အဲ့ဒီသဘောမျိုးကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မို့လို့ဒါကိုစီမံခန့်ခွဲဖို့အတွက်ကျွန်တော်တို့က activity planning ကိုရေးဆွဲရခြင်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က progress tracking ပေါ့နော်ကျွန်တော်တို့ဘယ်လောက်ထိအောင်မြင်ပေါက်မြောက်ပြီးရောက်နေပြီးမြောက်နေပြီဆိုတော့အားမျိုးတွေပေါ့ဒါနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့က monitoring လုပ်တဲ့အခါမှာဘယ်လောက်ထိကျွန်တော်တို့ပြီးနေပြီဘယ်လောက်ရာခိုင်နှုန်းကျွန်တော်တို့ပြီးသွားပြီလဲဒါတွေက activity planning မှာဒီ progress ကိုကျွန်တော်တို့ track ပေါ့နော်လိုက်ပြီးတော့ကျွန်တော်တို့ကစောင့်ကြည့်ပြီးဘယ်ရောက်နေပြီလဲဆိုတာကိုကျွန်တော်တို့ကပြောဖို့လိုတယ်ဒါမှသာလျှင်ဒီ project ကတိုးတက်မှုနည်းနေကျွန်တော်တို့ကတိုးတက်မှုမြန်ဆောင်လုပ်ဖို့လိုတယ်အဲ့တော့သူ့ရဲ့သတ်မှတ်ထားတဲ့ကျွန်တော်တို့က limited time frame တွေမှာကျွန်တော်တို့ကပြီးစီးအောင်သွားဖို့အတွက်ကိုဘာတွေဆက်လုပ်ရမလဲဆိုတာဒီဘယ်နေရာတွေမှာအတော့ခွန်ဆက်လုပ်ရမလဲဆိုတာတွေကကျွန်တော်တို့ကtrack လုပ်လို့ရနိုင်တာဖြစ်ပါတယ်အဲ့တော့ activity plan တစ်ခုကိုရေးဆွဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆင့်ရှိရဲအဲ့တော့ number 1ကတော့ကျွန်တော်တို့က activity ပေါ့နော် define activity ပေါ့ activity ကိုကျွန်တော်တို့က define လုပ်ရမယ်ပေါ့နော်အဲ့တော့ define လုပ်ပြီးရင်အဲ့ activity ကိုကျွန်တော်တို့ကအသေးစိတ်ပေါ့နော်ကျွန်တော်တို့ခွဲထုတ်ကြမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီဘက်စကားမှာတော့ WBS လို့ခေါ်တာပေါ့နော် work breakdown structure လို့ခေါ်တယ်အလုပ်ကိုကျွန်တော်တို့ကအလုပ်တစ်ခုကိုတစ်ခါတည်းအသေးစိတ်ဆိုခွဲခြားလိုက်တာပေါ့နော်အဲ့ဒီခါကျရင်အလုပ်တွေကအသေးစိတ်ခွဲတဲ့အခါမှာကျွန်တော်တို့က manageable test ပေါ့နော်စီမံခန့်ခွဲလို့ရတဲ့နောက်တစ်ခုကတော့ actionable ပေါ့နော်ကျွန်တော်တို့ကလုပ်ငန်းဆောင်ရွက်လို့စီစဉ်လို့ရတဲ့လုပ်ငန်းတွေဖြစ်ကွဲသွားတယ်ပေါ့နော်အဲ့မှာဘာလုပ်လဲဆိုတာကိုလည်းကျွန်တော်တို့ကဟာပေါ့နော်ကြည့်လို့ကျွန်တော်တို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီဟာကိုနံပါတ်1ကျွန်တော်တို့လုပ်ဖို့လိုတယ်ပြီးရင်တော့ activity ကို sequence activity ပေါ့နော် activity ကိုကျွန်တော်ပြန်စီမယ်ပေါ့နော်ဘယ်လုပ်ကတော့အရင်လုပ်မယ်ဘယ်လုပ်ကတော့နောက်မှလုပ်မယ်ပေါ့အဲ့ဒါကိုသူ့ရဲ့ logical order ပေါ့စလဲဆုံးသုံးပါကိုတခြားပြန်ပြီးတော့စီစဉ်မယ်ဘယ်လုပ်တွေကတော့အရင်လုပ်ပြီးဒုတိယလုပ်ကလိုက်ပြီပေါ့နော်ဘယ်လုပ်တွေကတော့အတူပြီးအောင်လုပ်ရမယ်ဆိုတော့ဒီ dependency ကိုလည်းကျွန်တော်တို့က activity ကို sequence လုပ်တဲ့အခါမှာကျွန်တော်တို့ကြည့်တာဖြစ်ပါတယ်ပြီးရင်တော့ activity တစ်ခုရဲ့ activity ရဲ့ကျွန်တော်တို့ duration ပေါ့နော်ဘယ်လောက်အချိန်ကြာမလို့ဆိုတာကိုကျွန်တော်တို့ခံမှန်းဖို့ကျွန်တော်တို့လိုတယ်အဲ့ဒါကလည်းကျွန်တော်တို့က activity planning မှာတော်တော်လေးကိုအရေးပါတာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အဲ့တက်ပြီးတော့နောက်တစ်ခါဒီ activity မှာဘယ်လို resource တွေလိုမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ memory material ပေါ့ဒါတွေအားလုံးကိုကျွန်တော်တို့ကမှန်းစာဖို့ကျွန်တော်တို့လိုတယ်ပြီးတာနဲ့ကျွန်တော်တို့က activity timeline တစ်ခုကိုကျွန်တော်တို့က project activity plan ဆိုပြီးတော့ကျွန်တော်တို့ create လုပ်ရတယ်အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ကတခါတည်းပုံစံလေးနဲ့ပြတာကိုဒါပေါ့နော် project resource project schedule အနေနဲ့ကျွန်တော်တို့ကပြောတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီအဆင့်တွေကိုဆရာသမားတို့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့ WPS ကိုဒါဒီမှာကျွန်တော်တို့ကြည့်လို့ရတယ် WPS ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ project တစ်ခုမှာပါတဲ့လုပ်ငန်းတွေပေါ့လုပ်ငန်းတွေကိုပို့ပြီးတော့စီမံခန့်ခွဲလို့ရတဲ့အဆင့်ပိုင်းတွေအထိကိုကျွန်တော်တို့ကဒီ logical ခွဲခြားတယ်ပေါ့နော်ဒီမှာဆိုရင်လည်းနမူနာလုပ်ပြထားတယ် community training program ပေါ့နော်အဲ့ project ပေါ့အဲ့ project မှာကျွန်တော်တို့က phase ဒီခုတွေ့ရနိုင်မယ် need assessment phase ရဲ့ module development phase ရဲ့ training delivery phase နဲ့ project close out ဆိုတဲ့ phase ကိုဆက်စမတို့တွေ့ရမှာဖြစ်တယ်အဲ့တော့အဲဒီ need assessment မှာကျွန်တော်တို့ကထပ်လုပ်ရမယ့်လုပ်ငန်းတွေကထပ်ခွဲတယ်အဲ့မှာ survey တွေလုပ်တာပြီးလို့ရှိရင် FGD တွေမေးတဲ့ကိစ္စတွေပေါ့နော်တခါ FGD ထဲမှာလည်းနောက်ထပ်ခွဲလို့ရသေးတယ်ပေါ့အဲ့တော့ module development phase မှာလည်း module framework တွေကို design လုပ်တာဒီ module ရဲ့ content တွေကို develop လုပ်တာဟာမျိုးတွေပေါ့နော်ဒါမျိုးတွေကိုအစစ်စီမံခန့်ခွဲလို့ရတဲ့အစီအစဉ်တစ်ဆင့်ခွဲသွားတဲ့ဟာကိုကျွန်တော်တို့က work breakdown structure ချတယ်လို့ကျွန်တော်တို့ကပြောပါတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးတွေကိုဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့
သုံးသပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာတော့ဒီ ADP planning ကို software နဲ့ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်ပြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်